Hello, TV ပါရှင်အလုံးသားကလေးမော်နီဘလော်လေးရိုက်ထားပါတယ်ညကနှင်းကြလို့မနေ့ကမှအဝတ်ကလေးလမ်းပြပါတယ်ရာသူဥတုကတော့အေးလိုက်တာမှစိတ်နေရရဲရှင်ဒါကတော့ TV ရဲ့အိမ်မနေရင်ပုံစံပါရှင်လွတ်လွတ်လပ်လပ်ပေါ့ရှင်ဒါကတော့ TV စီးရဲ့ဖက်နှက်ပုံစံလေးပါကလေးကလားဖက်နှက်ကလေးလို့လည်းပြောလို့ရပါတယ်ပေါ့နော်ဒါပေမဲ့ဒီဖက်နှက်ကလေးကို TV ကတော့အရင်ကြိုက်ပါတယ်အခုရပိုင်း TV ဗီဒီယိုလေးတွေတိတ်မရဖြစ်ပါဘူးအလုံးလည်းအရင်ပြင်မဲ့လို့ပါအရေးတွေလည်းမဝလို့ပါဒါကတော့ TV နေတဲ့အဆောင်မှာအဆောင်ကတော့အကျယ်ကြီးပါရှင်အချမ်းအကျယ်ကြီးပါနော်မနေ့စားလည်းစားရအောင်မယ်တကယ်တော့ဘိုက်ကစားနေပါပြီမနေ့က9နာရီထားပြီးတော့ချက်မယ်ပြုတ်မယ်လို့တော့လည်းပဲ9နာရီလဲထိုးရောမိလဲပြက်ရောပါကဲဘိုက်ကစားလာပြီထပ်တော့စားတော့မယ်ပြီးပြီစားပါတယ်တောက်ပါတယ်မနေ့စားတော့ဖြစ်တယ်လို့ပဲစားလိုက်ရပါတယ်ဆောတော့အိယာထားပြီမဲ့လို့လည်းမှတ်မိလိုက်ပါဦးရှင်စားပြီးတော့ပြီးရင်တော့ဘက်ကဆေးပါတော့မဟုတ်တော့ဖနက်ကလည်းငါလည်း6လောက်တကာရဖြစ်ကုန်ပြီရှင်တို့ပြောတဲ့ဖြူဖြူစစ်စစ်ကြဲကြဲဖက်နှက်ကလေးကိုစီးသွားပါပြီရှင်။စားပြီးတော့ပြီးရင်တော့ဆေးရကြောရပါတော့မယ်။ကျမရအိုက်တိုပကိဆန်လေးပေါ့နော်။ဆေးကြောပြီးရင်တော့ကျမအလုပ်သွားဖို့ပြင်ဆင်ရပါတော့မယ်ရှင်။တတအဘော